ဆုံးလေးကိုတဲ့စိတ်ဒုက္ခတွေထက်တလဲလဲပေးမိတာကိုခွင့်လွှတ်ပေးပါလို့တောင်းဆိုပေးရစီနော်တဲ့အနေဆာဆိုတဲ့မမြဲတဲ့လောကကြီးမှာတဲ့ချစ်ဆုံးလေးနဲ့တော့မြဲကျင်ပါတယ်တဲ့မြဲပေးရစီလို့လဲပေါ့နော်ထက်တလဲလဲဆုတောင်းပါတယ်လေးဖို့ခိုင်းဒီနေ့ကပါနေထိမ့်မနေ့ပါရှိလားမွေးနေ့လို့ပါဒီနေ့စစီဟုတ်လားညီမလေးနာမည်နဲ့အမားတို့ဆီမှာ surprise မှာထားတာဘယ်သူမှပို့ပေးမယ်လို့ထင်တယ်ကောင်းလေးပဲရှိရတယ်လေကောင်းလေးရရှိလားဒီမှာလည်းကောင်းလေးရလောက်ကိန်းမှာဩဟုတ်လားအပြင်မှာတွေ့ဘူးလားတွေ့တခါတွေ့ဘူးတယ်တခါတွေ့ဘူးတယ်ကောင်းလေးလားဘယ်သူလဲတော့မသိဘူးအဲ့ဒါလက်ဆောင်လေးယူပေးမယ်နော်ခဏလေးမျက်လုံးလေးခဏကာတော့မယ်နော်ဝါရဲ့ခီကိုတူရှောင်းမယ်စေချမ်းသာများဝေးမယ်အပင်နာလေချစ်သူရဲ့ဘယ်သူကလှုပ်ပေးမယ်လို့ထင်တယ်ကိုယ်စိတ်ထဲမှာကိုနေမင်းနဲ့မခွဲတော့ကောင်းလေးပဲရှိရဲ့အမှားစကားလေးပါလိုက်တယ်နော်အမှားစကားလေးကလေအရန်ချစ်ရပါတော့ချစ်ဆုံးလေးရေတဲ့နော်ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတဲ့အကောင့်ထဲဖော်မပြနိုင်အောင်ချစ်ပါတယ်လို့ပြောပြရစီတဲ့ချစ်ဆုံးလေးကိုတဲ့စိတ်ဒုက္ခတွေထက်တလဲလဲပေးမိတာကိုခွင့်လွှတ်ပေးပါလို့တောင်းဆိုပေးရစီနော်တဲ့အနေဆာဆိုတဲ့မမြဲတဲ့လောကကြီးမှာတဲ့ချစ်ဆုံးလေးနဲ့တော့မြဲကျင်ပါတယ်တဲ့မြဲပေးရစီလို့လဲပေါ့နော်ထက်တလဲလဲဆုတောင်းပါတယ်တဲ့စိတ်ကောင်းဖြစ်လာရန်ဖြစ်စကားများပြီးတော့စိတ်ညစ်ရတဲ့အခိုက်အတန့်နေပေါ့နော်ထက်ခါများနေတာကြောင့်တဲ့လက်လျှော့လိုက်ဖို့နော်မဆုံးဖြတ်လိုက်ပါနဲ့နော်တဲ့ရန်ဒီခဏဖြစ်လို့ပေါ့နော်တတိယပါလားလားစိတ်မကောင်းဖြစ်သွားတယ်ချစ်ဆုံးလေးနဲ့တဲ့အယိုးကြည်အရေခမ်းတဲ့အထိနော်ချစ်သွားကြမယ်နော်တဲ့ဖုန်းထဲမှာသာရန်ဖြစ်ပြီးစကားများတာကိုတဲ့နော်အပြင်မှာတဲ့ကိုချစ်ဆုံးပေါ့နော်ခံမှန်းမိတလောက်ခံမမိမယ်လို့ထင်ပါတယ်တဲ့သူချစ်တာကိုပေါ့နော်ဖုန်းထဲမှာတော့ရန်ဖြစ်တယ်တဲ့ဟုတ်လားခဏဖြစ်တာအမြဲတမ်းဖြစ်တယ်ဟုတ်အမြဲတမ်းဖြစ်တာနေ့တိုင်းဖြစ်တာလားနေ့တိုင်းလို့ဘာဖြစ်လို့လဲကောင်းလင်းစိုးလို့လားတဝင်းတူတယ်လေရန်တဝင်းတူတယ်သူကတဝင်းတူတာတဝင်းတူတယ်ဆိုတော့ချစ်လို့ပေါ့နော်ဒါပေမဲ့ तू ကဒီမှာအပြင်မှာတော့ဘယ်လောက်ထိချစ်လဲဆိုတာကို तू ပြလိုက်တာပေါ့နော်အခု surprise တွေပိုင်းနဲ့ surprise ကအရင်ကပေးဘူးလားခံပြီမပေးဘူးလားဒီမှာပေါ့အစာတွေကတော့အရှိကြီးပဲသူပြောချင်တဲ့စကားတွေကိုပေါ့နော်ပြီးတော့အေးချမ်းတဲ့ဘွားလေးကိုတဲ့ပေးချင်သူပါချစ်ဆုံးလေးအတွက်ပေါ့နော်မသိစိတ်ကြောင်းနဲ့စိတ်ညစ်ရတဲ့အခိုက်အတန့်တွေကိုလည်းနှဆိုင်တဲ့အထိသိပါတယ်နော်တဲ့အဲ့အတွက်လည်းတောင်းပန်ပြရစီတဲ့ချစ်ဆုံးလေးပြုံးပြော့နေတာလေးကိုပဲမြင်ချင်တဲ့သူဆိုတာကိုသိစေချင်တဲ့အနေနဲ့ပန်းစည်းလေးကိုတက်တည်ပြုပြရစီတဲ့ချစ်ဆုံးပြောမယ်လို့မျှော်လင့်မိပါတယ်တဲ့ရင်ငင်ထဲမှာပေါ့နော်အပူမရှိတဲ့ကလေးလေးတယောက်လိုတဲ့နှွေးထွေးမှုတွေပဲပေးချင်သူပါတဲ့နှွေးထွေးမှုတွေကိုပေါ့နော်ချစ်ဆုံးလေးအပေါ်ကိုတဲ့တက်ရောက်ပါစေလို့ဆုတောင်းရင်းနဲ့ပန်းစည်းလေးကိုချစ်ဆုံးအတွက် surprise လေးလုပ်ပေးလိုက်ပါနော်တဲ့ချစ်ဆုံးအတွက် surprise မဟုတ်ဘူးပါနော်တဲ့စံဖြူပြီးတော့သွားကြိုးခါကုန်းတဲ့အထိပေါ့နော်သစ္စာတရားတွေကိုလက်ကင်ထားမယ်အတူရှိသွားကြမယ်နော်တဲ့ချစ်ဆုံးလေးရဲ့ထာဝရလူသားလေးပါအရန်ချစ်တယ်မောမွာတဲ့16ရက်နေ့တည်းကမှာပေးထားတာပါတဲ့17ရက်နေ့မှာပို့ခိုင်းတာပါတဲ့အဲ့တော့ဘာပြောချင်လဲချစ်ဆုံးလေးကရန်ချစ်ပါတယ်လို့ပြီးတော့ဘာတွေမှားချင်လဲတခါလေးကြလို့ရှိရင်လည်းရန်ကြီးမစိုးပါနဲ့ဒါမဟုတ်တဲ့အရာတွေနဲ့စကားလည်းမများရှိဘူးစကားများတာရန်ပြစ်မှန်းဟုတ်တယ်နော်သူ့တော့အရန်ချစ်တယ်လို့ဇမိုက်ကြီးစိတ်လို့ပြောချင်ဟုတ်ကဲ့ပါညီမလေးကိုတော်စိတ်မကောင်းဖြစ်တော့ဟုတ်တယ်နော်ကိုချစ်ရတဲ့သူတွေနဲ့ရန်ဖြစ်တဲ့အခိုက်အတန့်တွေကလုံးဝစိတ်ပင်ပန်းတယ်နော်ချစ်ပါတယ်ဆိုမှအမြဲတမ်းပဲဆင်ပြေနေကြတာပေါ့နော်စကားများတာမများချင်တော့အဲ့စကားများတော့နည်းနည်းမုန်းလာပြီဘာလို့လဲဆိုတော့သူ့ကိုချစ်တာလေစိတ်စင်းရဲစရာလည်းမပေးချင်ဘူးဟုတ်အမြဲတမ်းစကားများနေသူချစ်တယ်ဆိုတော့ညီမလေးယုံလားယုံနေထာဝရလက်တွဲသွားနိုင်ပါစေလို့ပြောနေပါတော့နော်